တိုပူရီယာကပတ်တီပင်ပလက်နဲ့မထိုးကျင်လို့တကယ်ပဲရှောင်နေရလားအားလုံးပဲမင်္ဂလာပါ Knockout Punch ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့ UFC 317ပွဲပြီးမှာဆိုရင်ပတ်တီပင်ပလက်တယောက်အနေနဲ့စင်ပေါ်တက်လာပြီးတိုပူရီယာရဲ့ဒီပွဲ Heavy Knockout အတွက်လေးစားတယ်ဒါပေမဲ့မင်းငါကိုအဲ့လိုတော့ထိုးလို့ရမှာမဟုတ်ဘူးငါမင်းကိုအဆုံးသတ်ပြမယ်ဆိုပြီးတော့ပြောခဲ့သလိုသူတို့နှစ်ယောက်ရဲ့လမ်းထဲမှာဖြစ်ခဲ့တဲ့ပြဿနာလေးတွေကိုလည်းအားလုံးသိကြလိမ့်မယ်လို့ထင်ပါတယ်မကြသေးခင်မှာပတ်တီပင်ပလက်ဘက်ကနေပြောလာတာကတိုပူရီယာအနေနဲ့သူနဲ့ထိုးဖို့အတွက်စာချုပ်မှာလက်မှတ်မထိုးဘူးသူ့အနေနဲ့ကလည်းလက်ရှိ ranking ထက်ပိုကောင်းတဲ့နေရာမှာရပ်တည်ခြင်းနဲ့အနည်းဆုံးတော့တိုပူရီယာနဲ့ချန်ပီယံလူခွင့်မရရင်တော့မှ ranking number 1ကကစားသမားနဲ့ထိုးခြင်းတယ်လို့ဆိုလာပါတယ်တိုပူရီယာဘက်ကိုပြန်ကြည့်ရင်လည်းသူထိုးခြင်းတဲ့အစ္စလမ်ကဝေတန်းတက်သွားသလိုလက်ရှိဝေတန်းမှာလည်းသူ့အတွက်ပြန်ပဲကောင်းနေကြံနေသေးတာကြောင့်အနေငယ်စဉ်းစားရခက်နေမှာပါငကိုရီးယားပတ်တီနဲ့ထိုးခြင်းနဲ့ပြောနေတဲ့တိုပူရီယာအနေနဲ့ကစာချုပ်မှာလက်မှတ်မထိုးစရာဘာအကြောင်းမှမရှိဘူးလို့ပြောလို့ရပါမယ်တွဲဆိုင်နေဆိုတာ UFC ကနေအကောင်းဆုံးတည်ပေးနေတာဖြစ်လို့ဘာတွေဆက်ဖြစ်မလဲဆိုတာကိုစောင့်ကြည့်အောင်မှာဖြစ်ပါတယ်ဆိုတော့ပိတ်သက်တွေအနေနဲ့ကရောပတ်တီပင်ပလက်ရဲ့ပြောဆိုမှုတွေကိုဘယ်လိုမြင်လဲအောက်က comment လေးမှာမှတ်ခဲ့ပေးလို့ရပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်